ဒီဘရင်မကြီးဟာအမျိုးသားတွေကိုသူမနဲ့အတူအိတ်ဆက်ခွင့်ရဖို့အတွက်အချင်းချင်းအသေးလဲဒွိုင်ယာလူဓာချင်းတနက်ချင်းရှင်ပြိုင်ခိုင်းလေးရှိပြီးအနိုင်ရတဲ့သူနဲ့မှအိတ်ဆက်လေးရှိပါတယ်သူမရဲ့နာမည်ကတော့အင်စင်ဂါနင်းစင်ကဖြစ်ပြီးအာနာကိုအလွန်ယူတူတယောက်ပါသူမဟာ1600ပြည့်နှစ်တွေတုန်းကအင်ဂိုလာဂန်ဂေါဝနိုင်ငံကိုအုပ်ချုပ်ခဲ့ပြီးသူမကိုဘရင်မဲလို့ခေါ်ဝေါ်တာကိုမနစ်သက်ပါဘူးသူမရဲ့ပြည်သူတွေအတွက်တော့သူမဟာဘရင်တပားဖြစ်ပြီးအမျိုးသားတယောက်လိုဝတ်ဆင်ပြီးတော့တောင်အုပ်ချုပ်ခဲ့ပါတယ်ဒါဟာအင်စင်ဂါအတွက်ကြားမှတ်အခန်းကဏ္ဍတွေကိုပြောင်းပြန်လှန်ပစ်ခြင်းအပြင်မိမိကိုယ်ကိုတန်ခိုးအာဏာရှိတယ်လို့ခံစားရစေမယ့်နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒါတင်ရက်မသွားပါဘူးသူမဟာအမျိုးသားဇနီးတွေများလို့လူသိများတဲ့လူငယ်မျိုးသားအမြောက်များကိုကိုလုတ်တော်ဖြစ်ထားရှိတာကြောင့်လည်းနာမည်ကြီးပါတယ်သူမရဲ့နန်းတွင်ကိုလုတ်တော်ဖွဲ့ထဲမှာဒီလိုမျိုးသားပေါင်း80အထိရှိခဲ့ပြီးအဲ့ဒီအမျိုးသားတွေကိုဂါဝင်တွေပဲဝတ်ဆင်ခွင့်ပြုကာနန်းတွင်ထဲကအမျိုးသမီးတွေလိုပဲနေထိုင်ပြုမှုစေခဲ့ပါတယ်ညဘက်ရောက်တဲ့အခါသူမဟာအဲ့ဒီဇနီးတွေထဲက2ယောက်ကိုကြာပန်းရွေးချယ်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့အသေးလဲတိုက်ပွဲကိုဆင်နွှဲစေပါတယ်အမျိုးသားတွေဟာသူမအတွက်ကြောင့်နဲ့တယောက်နှလုံးသားတွေကိုဆွဲထုတ်ပြီးတက်ဖြတ်နေကြတာကိုသူမကကာမရာကစိတ်ပြေးနဲ့ကြည့်ရှုလေးရှိပါတယ်အနိုင်ရရှိတဲ့သူကတော့သူမနဲ့အတူတညတာအိတ်ဆက်ခွင့်ဆိုတဲ့ဆုလက်ကိုရရှိမှာဖြစ်ပြီးဘသူကမှသူမနဲ့နှစ်ကြိမ်တိုင်အတူအိတ်ဆက်ခွင့်မရရှိခဲ့ပါဘူးဘာကြောင့်လဲဆိုတော့မနက်မိုးလင်းတဲ့အခါအနိုင်ရတဲ့သူဟာလည်းအသက်ခံရမှာဖြစ်ပြီးသူမကဒီဖြစ်စဉ်ကိုအစကနေပြန်စလေးရှိလို့ပါပဲတင်အံ့ဩသွားနိုင်တာကတော့သူမဟာအသက်85နှစ်အရွယ်ရောက်မှသာဒီလိုကိုလုတ်တော်အဖွဲ့ကိုဖျက်သိမ်းခဲ့တာဖြစ်ပြီးဖျက်သိမ်းပြီးနောက်မှာတော့သူမရဲ့သားအရွယ်လောက်သာရှိတဲ့အငယ်ဆုံးမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့ပါတယ်